တပါးသောသူတွေကကိုယ့်ကိုမုန်းလို့မလိုလို့ပြောတဲ့စကားရုပ်တွေကိုခေါင်းထဲမှာထည့်ပြီးတော့အဖန်ဖန်ထပ်ထပ်တွေးပြီးတော့ကိုယ့်ကိုပြောလိုက်တာကြီးကိုအကြာကြီးခံစားပြီးတော့အဲ့ဒါကြီးကိုမပြစ်နိုင်မချနိုင်မဲနဲ့အမှတ်ရတိုင်းထုတ်ထုတ်ပြီးတော့ကြည်နေတဲ့ပစ္စည်းတစ်ခုလိုကိုယ့်ကိုသူများကမုန်းလို့ပြောတဲ့စကားတွေကိုအဖန်ဖန်ထပ်ထပ်စဉ်းစားပြီးတော့ဒေါသကိလေသာတွေနဲ့ပင်ပန်းမနေပါနဲ့တဲ့နာအဝက္ခေယမကြည်မနှက်စိတ်ဝယ်မှတ်၍မပြတ်ခါကအောင်းမိဆင်ခြင်၍မနေရသူများကကိုယ့်ကိုမုန်းလို့ပြောတဲ့စကားတွေကိုမမေ့နိုင်မဲနဲ့တိမ့်တိမ့်ထားပြီးတော့ပြန်ပြီးတော့ထုတ်ထုတ်ခံစားပြီးတော့မနေပါနဲ့တဲ့သဘောပေါက်တယ်နော်အဲ့ဒါနံပါတ်1နောက်နံပါတ်2မြတ်စွာဘုရားကဘာသင်ကြားတုံးဆိုတော့ပရိသံသူတော်ဘာတို့ဤကတကတံပြုအပ်မပြုအပ်အရရဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝခေယအလုတ်တခုဂယုပြု၍ကြည်ရှုဆင်ញင်၍မနေရသူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုယ့်ရဲ့အလုတ်တစ်ခုကြီးလို့သဘောထားပြီးတော့စဉ်းစားရင်းနဲ့တန်ဖိုးရှိတဲ့အချိန်တွေမကုန်ပါစေနဲ့တဲ့တရားဓမ္မတို့ဘဝမှာခေါင်းထဲမှာတွေးနေတဲ့အတွေးတွေဟာသူများအကြောင်းတွေးနေတဲ့အတွေးတွေနဲ့အချိန်ကုန်ခဲ့တာများလှပြီဗျဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတန်ဖိုးရှိတဲ့အလုပ်တွေကိုလုံနိုင်ခွင့်ရှိတဲ့ဒီအချိန်ဒီခွန်အားတွေကိုအရေးမပါအရာမရောက်တဲ့သူတစ်ပါးအကြောင်းတွေကိုတွေးရင်းနဲ့ပြုံးတီးသွားမှဆိုးလို့တားမြစ်တာနံပါတ်2ဟုတ်လားနံပါတ်1ကသူများကကိုယ်ကိုမုန်းလို့ပြောတဲ့စကားတွေကိုတွေးပြီးတော့ဒေါသတွေဖြစ်ပြီးတော့မကြည်မနှက်နဲ့ခံစားမနေပါနဲ့ပြီးခဲ့ပါပြီဟုတ်လားနောက်သူတစ်ပါးဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုအလုပ်တစ်ခုလိုသဘောထားပြီးတော့စဉ်းစားမနေပါနဲ့ဟုတ်လားနောက်နံပါတ်3အတ္တနောဝမိမိဣသာလျံကတာနိစ္စပြုအပ်သောမှုတို့ကို၎င်းအာကတာနိစ္စမပြုအပ်သောမှုတို့ကို၎င်းအဝေခေယအလုတ်တခုဂယုပြု၍ကြည်ရှုဆင်ခြင်ကြကုန်ရ၏ကိုယ်ဘာတွေလှုပ်ထားတယ်ကိုယ်ဘာတွေမလှုပ်ရသေးဘူးတနည်းအားဖြင့်တန်ဖိုးရှိတဲ့လူဘဝနဲ့ထိုက်တန်တဲ့မြင့်မြတ်တဲ့အလုပ်တွေကိုငါဘလောက်လှုပ်ပြီးပြီလဲငါဘယ်အတိုင်းတာအထိလှုပ်ပြီးပြီလဲငါဘလောက်မလှုပ်ရသေးဘူးလဲလို့ဒါကိုပဲစဉ်းစားပါတဲ့ဟုတ်ရလားငါဘဝမှာပြဿနာတွေအခက်အခဲတွေအများကြီးဖြေရှင်းเสียကြံသေးတယ်လို့နားလည်ထားဖို့လိုတယ်ဗျဒကာကြီးဒကာမကြီးများဘဝမှာမဖြေရှင်းရသေးတဲ့ပြဿနာတွေအခက်အခဲတွေအများကြီးရှိသေးတယ်ဗျအိုရအောင်မဲနာရအောင်မဲသေရအောင်မဲပစ္စည်းရှိမရှိမရွေဘူးဂုံမရှိမရွေဘူးလူတိုင်းတန်းတူရင်ဆိုင်ရမယ့်အခက်အခဲပြဿနာကြီးတွေအိုရဟာသိကြီးကျယ်တဲ့ပြဿနာဗျနားရဲဆိုတာလဲကြော်ဖြတ်ဖို့အင်မတန်ခဲရင်တဲ့အစဉ်ပြေတဲ့စိတ်တွေအင်မတန်ဖြစ်ဖို့ခက်ခဲတဲ့ပြဿနာကြီးဗျသေတယ်ဆိုတာကတော့တကယ့်ကိုဘဝမှာအကြီးကျယ်ဆုံးပြဿနာပါပဲနောက်ဘဝတန်တရားကြီးနဲ့လည်းဆက်ဆက်နေတာဆိုတော့သေခြင်းတရားဟာသိကြီးကျယ်တဲ့ပြဿနာပေါ့အဲ့ဒီလိုဖြေရှင်းရခက်တဲ့မဖြေရှင်းလို့လည်းမဖြစ်တဲ့ပြဿနာတွေအခက်အခဲတွေတွေ့လာရင်ဘယ်အတိုင်းတာအထိပြေလေအောင်ဖြေရှင်းနိုင်တဲ့အစွမ်းအစတွေရှိပြီလေအဲ့ဒါတည်းတဲ့ငါဘလောက်လုတ်ပြီးပြီလေလို့မစဉ်းစားသင့်ဘူးလားစဉ်းစားသင့်နေဒါကြောင့်ကို့မှာဘလို့အစွမ်းတွေရှိပြီးပြီလေဘလို့အစွမ်းတွေကတော့မရှိသေးဘူးလေလို့ကို့အကြောင်းကိုယ်သာလျင်အရေးတကြီးသဘောထားပြီးတော့စဉ်းစားရမယ်ဟုတ်ရလားအဓိပ္ပာယ်ဘယ်နှမျိုးပြောလိုက်လဲ3မျိုးပြောလိုက်တယ်ဘဝမှာအင်မတန်အခြေခံကြပြီးတော့အင်မတန်ရေးကြီးတဲ့ဆုံးမတော်မူချက်လို့ဦးဇင်းတို့ကတော့အဲ့ဒါလိုယုံကြည်ပါတယ်တခါကြီးဒီကမကြီးများလည်းယုံကြည်ကြလိမ့်မယ်နဲ့တူပါတယ်ဒီကနေ့ညအဲ့ဒီအချက်ကလေး3ချက်ကိုတဏှာကြီးခွဲအတွင်းမှာဦးဇင်းတို့စွမ်းနိုင်တဲ့လောက်ချဲ့ထွင်ပြီးတော့ပြောသွားပါမယ်နော်အခုတော့ဦးဇင်းတို့ကဘာဆက်ပြောမှလဲဆိုတော့ဒီဂါထာလေးဟောကြားရခြင်းရဲ့အကြောင်းဝတ္ထုပြောပြမယ်
ဒီဂါထာကိုမြတ်စွာဘုရားဘာကြောင့်ဟောသလဲဆိုတဲ့အကြောင်းနိဒန်းပေါ့တာဝတိမြို့မှာမအေးတစ်ခုသားတစ်ခုလင်ယောက်ျားကဆုံးမသွားလို့မအေးတစ်ခုသားတစ်ခုနေထိုင်တဲ့ဒကမာကြီးတစ်ယောက်ရှိတယ်တူရီသောသားလေးသူ့မှာအဲ့ဒီတူရီသောသားလေးအပြင်သူအင်မတန်ကြည်ညိုတဲ့မျက်နှိုးတဲ့ပါဝေယကလို့အမည်ရှိတဲ့ဒိဋ္ဌိတက္ကတွန်းတစ်ယောက်လည်းရှိတယ်သူကမြတ်စွာဘုရားနဲ့ခင်ဆိုတော့အဲ့ဒီတက္ကတွန်းကိုသူကအင်မတန်ကြည်ညိုတာသားလို့လည်းချစ်တယ်လုပ်เสียရှိတဲ့လုပ်ဆိုရင်အဲ့ဒီတက္ကတွန်းကိုအမြဲတမ်းတိုင်ပင်နေဒီလိုနဲ့နေလာရင်းနဲ့သုံးလောကထူတာသဗ္ဗညုမြတ်စွာဘုရားပွင့်တော်မူလာတော့တာဝတိမြို့တဲကလူတွေအချင်းချင်းပြောကြရင်းနဲ့ဘုရားရဲ့ဂုဏ်တွေဘုရားရဲ့ကျေးဇူးတွေကသူ့ရဲ့နားထဲကိုရောက်လာတယ်။ပါကီဝေမင်းသားမြတ်စွာဘုရားဟာကိလေသာခတ်သိမ်းချုပ်ငြိမ်းတော်မူတဲ့မကောင်းတဲ့စိတ်အညစ်အကြေးပူလောင်စေတတ်တဲ့စိတ်ဓာတ်တွေဘာမှမရှိတော့ဘူးတဲ့ဂေါတမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားဟာသိเสียတရားအလုံးစုံကိုအကုန်လုံးသိတော်မူတဲ့ချမ်းသာကြောင့်တရားဆင်းရဲကြောင့်တရားအကုန်လုံးသိတော်မူတဲ့ဒါဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်အနန္တရှိတဲ့အ내ကဒါအကျဉ်းချုပ်လိုက်မယ်ဆိုရင်ဒီနှမျိုးပဲဒါလေးလည်းပဲအပြေးလွှားလေးမှတ်လိုက်ပါဦးဗျာမြတ်စွာဘုရားရဲ့ဂုဏ်ကိုအကျဉ်းချုပ်မယ်ဆိုလို့ရှိရင်ကိလေသာနဲ့သိเสียကုန်တာဒီတည်းဘာနဲ့ဘာကုန်နဲ့ကိလေသာရဲ့သိเสียရဲ့ကုန်တာအညစ်အကြေးတွေစိတ်အညစ်အကြေးတွေဘာမှမရှိတော့မသိသေးတာဆိုလို့ဘာမှမရှိတော့အဲ့ဒါလို့ဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုကြားရတော့ဒကမာကြီးကမြတ်စွာဘုရားကိုသွားပြီးတော့ဖူးခြင်းတယ်အဲ့ဒီတော့သူ့ရဲ့သားလို့ချစ်ရတဲ့ကြည်ညိုရတဲ့ပါဝေယကကိုသွားပြီးတော့တိုင်ပင်တယ်အမေအဲ့ဒီဂေါတမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားကိုဖူးခြင်းတယ်အဲ့ဒီလိုလဲပြောလိုက်ရောပါဝေယကလူလေပဲဗျဂေါတမဗုဒ္ဓနဲ့သာသွားတွေ့မယ်ဆိုရင်သူ့ကိုကြည်ညိုသွားတာနဲ့ငါ့ကိုလုံးဝထက်တွက်တော့မှမဟုတ်တော့ဘူးတဲ့သူ့စိတ်ထဲမှာစဉ်းစားတာခမရဘာလို့သွားပြီးတော့ဖူးမြော်မှလဲအဲ့ဒီဂေါတမဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဟာအာဝတ္တနိယမာယာအောက်လမ်းပညာတတ်တယ်သူဒီရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုမကြည်ညိုရမနေနိုင်အောင်ဆွဲဆောင်တတ်တဲ့အတတ်ပညာဘုရားလက်ထက်ကဒိဋ္ဌိတွေကမြတ်စွာဘုရားကိုမနာလို့တော့အဲ့ဒါလိုအပုတ်ချကြတာအမှန်ကတော့မြတ်စွာဘုရားဆိုတာကသိပြီးတော့တပ်ပယ်တဲ့ရုပ်အရှင်ကိလေသာကိန်းနေလို့အင်မတန်ငြိမ်းချမ်းနေတဲ့မျက်နှာအဲ့ဒါလိုရုပ်အရှင်ဘက်ကရောဓမ္မဘက်ကရောပြောစရာမရှိအောင်ပြည့်စုံတာဆိုတော့မြင်ရရင်မကြည်ညိုရရင်မနေနိုင်ဘူးအဲ့ဒါကိုမနာလို့အဲ့ဒါလိုမြတ်စွာဘုရားကိုအာဝတ္တနိယမာယာတတ်တယ်လို့ပြောကြတာတဲ့အဲ့ဒါလိုပြောပြီးတော့တားလိုက်တော့ဒကမာကြီးကနောက်ဆုတ်သွားရောနောက်ရက်အနေငယ်ကြတော့ဒုတိယံပြီးနှစ်ကြိမ်မြောက်မြတ်စွာဘုရားကိုဖူးမြော်ခြင်းတော့သွားပြီးတော့တိုင်မင်းနေတားပြန်တာပဲတတိယအကြိမ်တိုင်မင်းနေတားပြန်တာပဲသရုဋ္ဌအကြိမ်ကြတော့မတိုင်မင်းတော့ဘူးအဲ့ဒါမြတ်စွာဘုရားစီကိုသူ့ရဲ့သားအရင်ကိုလွတ်တယ်ငါသားမနေ့ဖြန်မနေ့မှာအဲ့ဒီမြတ်စွာဘုရားကိုနောက်ပါတန်ခါများစွာနဲ့အိမ်ကိုဆွမ်းစားကြွပါလို့သွားပြီးတော့ပင့်ကြီးလို့ခိုင်းလိုက်တယ်အိမ်မှာမန္တကြီးထိုးပြီးတော့မြတ်စွာဘုရားတန်ခါတော်တွေဖုံးပေးဖို့ဆွမ်းကွမ်းတွေစီစဉ်ပြီးတော့တက္ကပါကြီးကနေတာအဲ့ဒါဘုရားသွားပင့်တဲ့သားကဘုရားစီတမ်းမသွားဘဲနဲ့ပါဝေယကစီကိုဝင်တာဝင်တဲ့အခါကျတော့မင်းဘယ်သွားမှတော့မြတ်စွာဘုရားကိုအမေကသွားပင့်ခိုင်းလို့ဖေရဟာသွားမပင့်နဲ့ကွာအမေစကားနားမထောင်ပဲမနေရဲဘူးဖေရအေးအဲ့ဒီလိုဆိုရင်မင်းအမေစကားကိုလည်းနားမထောင်ရမရောက်အောင်ငါတို့အကြံစီလဲအောင်မြင်အောင်မင်းဖះစီကိုသွားပြီးတော့ပင့်တော့ပင့်ခဲ့ကွာဒါပေမဲ့လို့မြတ်စွာဘုရားကြွလာရမယ့်နေရာကဘယ်နေရာဘယ်လမ်းဘဇုအိမ်လို့မင်းနေရာဒေသကိုမပြောခဲ့နဲ့တဲ့အရှင်ဘုရားမနေ့ပြန်ဆုံးဖုံးပေးကြွပါဘုရားလို့ဒါပဲပင့်ပြီးတော့ပြန်လာခဲ့အဲ့ဒါဆိုရင်မင်းတို့အိမ်ဘယ်နာနေမှမသိတော့အဲ့ဒီမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်အတွက်ချက်ထားတဲ့စွန့်နေကွန်းတွေကိုငါတို့နှစ်ယောက်စားကြတာပေါ့အဲ့ဒါလို့အကြံပေးတော့အဲ့ဒီကလေးကမြတ်စွာဘုရားကိုသွားပင့်တယ်အရှင်ဘုရားမနေ့ပြန်မှာတပည့်တော်တို့အိမ်ကိုဆုံးဖုံးပေးကြွပါဒါပဲပြောခဲ့တာ
နောက်နေ့မနေ့လင်းတဲ့အခါကျတော့နောက်ပါတန်ခါများစွာချမ်းရံပြီးတော့မြတ်စွာဘုရားကအိမ်တော်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်ကြွလာတယ်မြတ်စွာဘုရားရောက်မလာခင်မှာတက္ကထုံးကအရင်ရောက်လာတော့ဘုရားနဲ့အယူအဆမတူတဲ့အတွက်ကြောင့်အိမ်ခန်းထဲမှာသူ့ကိုတကားပေါက်ပိတ်ပြီးတော့ကျွေးเสียရှိတာကျွေးထားတာဒကမာကြီးကအချိန်တန်တော့မြတ်စွာဘုရားရောက်လာတော့သူအံ့ဩနေတယ်နေရာကိုမပြောခဲ့ပဲနဲ့ဘယ်နဲ့ကြောင့်ရောက်လာတော့အဲ့ဒါကိုဦးဇင်းတို့စာရဲကရှင်းပြထားတယ်ဘုရားဆိုတာတဲ့နတ်ပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းကိုလည်းသိတယ်တဲ့ဟုတ်လားဗြဟ္မပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်စိတ်ဝင်စားတယ်ဆိုရင်ငရဲပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်နောက်ဆုံးဘဝတန်တရားကထွက်မြောက်ရာဂတိဝိမု ക്ത လို့ဆိုရတဲ့နိဗ္ဗာန်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်ပါဝိဋ္ဌိမြို့တဲကရှိတဲ့အိမ်တအိမ်ကိုသွားရတဲ့လမ်းလောက်တော့ဘယ်မသိဘဲနေမှာလေတဲ့ဒီလိုလေးရှင်းပြထားတယ်ဒီတော့ဒကာရမတို့ဦးဇင်းတို့အတွက်သွားခြင်းတယ်ဆိုရင်ပန်းတိုင်အသီးသီးကိုရောက်တဲ့လမ်းတွေကိုမြတ်စွာဘုရားပြောမထားဘူးလားပြောထားတယ်ကိုကြိုက်တဲ့လမ်းကိုကိုလျှောက်ကြဖို့ပါပဲဟုတ်ရဲ့လားခုမြတ်စွာဘုရားကအိမ်ကိုရောက်လာတော့တက္ကထုံးကအံ့ဩနေတယ်အဲ့ဒါမြတ်စွာဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုစွန့်ဖုံးပေးဖို့စွန့်ကပ်စွန့်ဖုံးပေးပြီးပြီဆိုတော့မြတ်စွာဘုရားကအနုမောဒနာတရားများဟောကြားဒကမာကြီးဆိုတာမပြောနဲ့တော့ပျော်လိုက်တာပီတိတွေနဲ့ကြည်စံအတွေ့နောက်ကျလိုက်တာအင်မတန်နူးညံ့တဲ့အင်မတန်သိမ်မွေ့တဲ့အင်မတန်သက်ပယ်တဲ့အင်မတန်အဓိပ္ပာယ်ရှိတဲ့တရားစကားတွေကိုပြောကြားတော်မူတဲ့မြတ်စွာဘုရားမြတ်စွာဘုရားကလေးနဲ့တဲ့အဓိပ္ပာယ်တစ်ခုကိုပြောလိုက်တိုင်းအောက်ကသာဓုအကျဉ်းချင်းခေါ်လို့ပြောပြီးတော့ပီတိတွေနဲ့နှစ်သက်နေတာဒကမာကြီးကမြတ်စွာဘုရားကလည်းရှေ့ကတရားဟောပေါ့ဗျာအဲ့ဒီလိုဒကမာကြီးကပီတိတွေနဲ့နှစ်သက်နေပြီမလို့အိမ်ခန်းထဲမှာတကားပေါက်ပိတ်ပြီးတော့စားတောက်နေတဲ့ပါဝေယကလုံးဝမကျေနပ်ဘူးပြက်စီးသွားပြီတဲ့ငါရဲ့လက်လာဘတွင်ကြီးခန်းချောက်သွားပြီဒီဒကမာကြီးကငါ့ကိုဘယ်လိုမှကြည်ညိုတော့မှမဟုတ်တော့ဘူးမနာလိုတဲ့တရားတွေဝန်တိုတဲ့တရားတွေနှိပ်စက်ပြီးတော့မအောင်နိုင်မအီးနိုင်မဲနဲ့တကားပေါက်ကိုဖြုံကနေဖွင့်ပရိသတ်တွေတန်ဃာတော်တွေနဲ့ဝန်းရံနေတဲ့မြတ်စွာဘုရားရဲ့ရှေ့ကိုရောက်လာပြီးတော့လက်ညှိုးထိုးပြီးတော့ဘုရားကိုဆဲတယ်တဲ့အဲ့ဒီတက္ကထုံးကဘုရားကိုဆဲပြီးအားမရတော့ဒကမာကြီးကိုလည်းဆဲတဲ့အယုဒ္ဓအနတ္တတွေပြောပြီးတော့အဲ့ဒါတခါတည်းထွက်ပြေးသွားတာပါဝေယကအဲ့ဒီမှာဒကမာကြီးကစောစောကဖြစ်နေတဲ့ပီတိတွေကြက်ပြောက်ငှက်ပြောက်ပျောက်သွားပြီမရှိတော့ရှက်လိုက်တာပရိသတ်ကြားတဲ့တန်ဃာတော်တွေရဲ့ရှေ့ဘုရားရှင်ကိုတော်မြတ်ရဲ့ရှေ့ငါမှဒီလိုယုံညံ့တဲ့ပုဂ္ဂိုလ်ကိုကိုးကွယ်ထားရတယ်ဒီလိုယုံညံ့တဲ့ပုဂ္ဂိုလ်နဲ့မိတ်ဆွေအပေါင်းအသင်းရှိတယ်လို့သူများတွေသိကုန်ပြီမျက်နာဓာတ်နဲ့သာလှီးပစ်လိုက်ခြင်းတော့ငါတသက်လုံးကြွေးခဲ့မွေးခဲ့တဲ့ကျေးဇူးဂုဏ်ကိုမှမထောက်ငါကိုလူကြားတဲ့ပက်ပက်ဆက်ဆက်ပြောသွားတယ်ဆိုပြီးတော့ပါဝေယကရဲ့အကြောင်းကိုတွေးရင်နဲ့စောစောကဓမ္မကြောင့်ဖြစ်နေတဲ့ပီတိတွေရှိသေးသလားမရှိတော့ဘူးမြတ်စွာဘုရားရှိကဘာတွေဟောလို့ဟောနေမှန်းကိုမသိတော့ဘူးအဲ့ဒါလောက်ထိဖြစ်သွားတာအဲ့ဒီမှာမြတ်စွာဘုရားကဟောနေတဲ့ဒေသနာအစဉ်ကိုရက်ပြီးတော့ယခုနကဥစဉ်ပိဋကပေါင်းသူတော်ကောင်းတို့ကိုအကြံဉာဏ်လေးရှင်းပြခဲ့တဲ့ဂါထာလေးအဲ့ဒီမှာဟောတာဗျနော်သူတစ်ပါးဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုမစင်စားနဲ့သူတစ်ပါးကကိုယ့်ကိုမုံလို့ပြောတဲ့စကားတွေကိုအောက်မေ့မနေနဲ့ကိုဘာတွေလုပ်နေတယ်လုပ်မနေဘူးဆိုတဲ့ကိုအကြောင်းကိုသာလဲအရေးတကြီးစဉ်းစားသမ်းပါလို့ဒါလေးပြောပြတာနပရိသံဝီလောမာနိနပရိသံကတာကတံအတနောဝအဝေခေယကတာနိအကတာနိသပရိသံသူတစ်ပါးတို့ဤဝီလောမာနိမိမိအပေါ်မလျော်အောင်စိုးစိုးကားကားပြောကြလာတဲ့စကားရုပ်တို့ကိုနာအဝေခေယမကြည်မနက်စိတ်ဝဲမှတ်၍မပြတ်ခါကအောက်မေ့ဆင်ခြင်၍မနေရပရိသံသူတစ်ပါးတို့ဤကတာကတံပြုအပ်မပြုအပ်အယယဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝေခေယအလုတ်တခုကရွပြု၍ကြည်ရှုဆင်ခြင်၍မနေရအတနောဝမိမိဤသာလျံကတာနိစ္စပြုအပ်သောမှုတို့ကို၎င်း
အာကတာနိစာမပြုအပ်သောမှုတို့ကို၎င်းအာဝကိယအလုံးတစ်ခုကယူပြု၍ကြည်ရှုဆင်ញင်ကြကုန်ရာတည်းဒီအဓိပ္ပာယ်လေး၃ချက်ကိုဒီကနေ့ညဦးဇင်းတို့ရှင်းပြမှာနော်နံပါတ်1သူတစ်ပါးကကိုယ့်ကိုမုန်းလို့ပြောတဲ့စကားတွေပတ်ဝန်းကျင်ကနေကိုယ့်အကြောင်းကိုပြောနေတဲ့စကားသံတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုစဉ်းစားကြမလဲဟုတ်လားနံပါတ်2ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့လူသားတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ကာယကံမှုဝစီကံမှုသူတို့ရဲ့ကောင်းမကောင်းအလုပ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောထားကြမလဲနော်နံပါတ်3ကိုယ့်အကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောထားကြမလဲအရေးမကြီးဘူးလားအရေးကြီးတယ်ကိုယ်ခေါင်းထဲမှာသူများအကြောင်းတွေရှိခြင်းရှိသူများအကြောင်းမရှိရင်ကိုယ်အကြောင်းရှိတယ်ဘယ်ဟာကအရှိများလဲသူများအကြောင်းတွေကအရှိများတယ်ဗျကိုယ်ကလွဲရင်သူများပဲလေဟုတ်လားအေးဒါကြောင့်ဒီ၃ချက်ကိုဒါဦးဇင်းတို့စပြီးတော့ပြောကြမယ်ပရိသံသူတစ်ပါးတို့ဤဝီလောမာနီမိမိအပေါ်မလျော့အောင်စောစောကားကပြောကြားလာတဲ့စကားရုပ်တို့ကိုနတ်အဝဲခေယမကြည်မနှက်စိတ်ဝဲမှတ်၍မပြတ်ခါကအောက်မေ့ဆင်ញင်၍မနေရဘဝမှာလူရည်လို့ဖြစ်လာရင်ပတ်ဝန်းကျင်ဆိုတာရှိတယ်ပတ်ဝန်းကျင်ဆိုတာရှိလာလို့ရှိရင်ကိုယ့်အပေါ်မှာလိုတဲ့လူတွေရှိတယ်လို့မလိုတဲ့လူတွေလည်းရှိမှာပဲလူတိုင်းသဘောကျအောင်ဘယ်သူမှမဆောင်ရွက်နိုင်ပါဘူးမြတ်စွာဘုရားလောက်အပြစ်ကင်းတဲ့ပုဂ္ဂိုလ်ကိုတောင်မကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိသေးတာပဲမဟုတ်လားမကြိုက်ရင်မကြိုက်သည့်အားလျော်ဆိုတာသူတို့မကြိုက်တဲ့အထင်ကိုနှုတ်ကမြွက်ပြီးတော့ပြောမှာပဲဗျအဲ့ဒါတားလို့မရကိုယ်လည်းပဲသူများကိုမကြိုက်ရင်မကြိုက်သည့်အားလျော်ဆိုတာပြောတာပဲမဟုတ်လားအဲ့တော့သူ့အထင်ကိုသူလွတ်လွတ်လပ်လပ်ဖော်ထုတ်တာကိုကိုကဘာခံစားရရှိလဲစဉ်းစားကြည့်နော်ဒကာကြီးဒီမိုင်းများသူမကြိုက်လို့မကြိုက်ဘူးပြောတဲ့ကိစ္စကိုအတွက်ဘလောက်အရေးပါလို့အဲ့ဒါကိုကခံစားနေတာလေမခံစားသင့်ဘူးဗျသူပြောတာသူ့စကားသူထင်တာသူ့အထင်ဟာကိုဘာမှတကယ်တမ်းကပြောင်းလဲသွားစေတာမဟုတ်ဘူးဆိုလိုတာကသူ့ရဲ့စကားတန်တွေဟာကိုယ့်အပေါ်မှာဘာအကျိုးသက်ရောက်မှုမှတကယ်စင်စစ်ကတော့မရှိဘူးဟုတ်လားအဲ့ဒီစကားတန်ကြောင့်တော့ကိုဘာမှဖြစ်မသွားဘူးချီးမွမ်းလို့လည်းပဲကိုတကယ်ကောင်းမသွားဘူးပင်ကိုကမကောင်းရင်မကောင်းပဲကဲရဲ့လို့လည်းပဲကိုတကယ်ယုံမာတဲ့လူတယောက်ဖြစ်မသွားဘူးကိုပင်ကိုကဆိုးရင်ဆိုးမှာပဲကိုပင်ကိုကကောင်းရင်ကောင်းမှာပဲဟုတ်လားဒါကြောင့်စကားသံတွေနဲ့ပတ်သက်ပြီးတော့ခိုင်မာတဲ့စိတ်ဓာတ်ရှိဖို့လိုအပ်တယ်ပတ်ဝန်းကျင်ကပြောတိုင်းတုံလှုပ်နေမယ်ဆိုလို့ရှိရင်တရွက်6တရွက်လို့ကိုယ့်ရဲ့ဘဝဟာလွင့်မျောသွားနိုင်တယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကသေလောယထာဧကကနောဝါဒေနနသမိရတိဧဝောနေနပတံသာတုနသမိစ္ဆန္တိပန္တိတာအမျှော်မြင်ကြီးတဲ့လူဉာဏ်ရှိတဲ့လူဆိုတာပတ်ဝန်းကျင်ကထွက်လာတဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းစကားသံတွေကိုမတုံလှုပ်သင့်ဘူးတဲ့ဥပမာဘာနဲ့တူလဲဆိုရင်တခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နှာကတိုက်ခတ်လာတဲ့လေတို့ကြောင့်မတုံလှုပ်တယ်လို့မျိုးပဲတဲ့ဉာဏ်ရှိတဲ့လူဆိုတာအဲ့ဒါပတ်ဝန်းကျင်ကလေသူများရဲ့နှုတ်ဖျားကနေပြီးတော့အတန်ဒီဟုသောလေတွေကတော့ကိုယ်စီကိုတိုက်ခတ်လာမှာပဲလေကိုကအဲ့ဒါတုံလှုပ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာဘာမှခိုင်မာမှုမရှိတော့ဘူးအဲ့တော့သူများပြောတိုင်းခံစားမနေနဲ့ခံစားနေရင်ကိုယ်မှာဒေါသဖြစ်တဲ့အချိန်ကုန်တယ်ဘာအကျိုးမှမရှိမခံစားဖို့ရာကလည်းကိုကနှလုံးသွင်းမှန်ဖို့လိုသေးတယ်ဘယ်လိုနှလုံးသွင်းရမှာလဲဆိုတော့အဲ့ဒီစကားသံတက်ကြောင့်တော့ငါဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ်သူဆိုးတယ်ပြောလို့လည်းကိုတကယ်ဆိုးသွားတာမဟုတ်ဘူးကိုကတော့ငကိုအတိုင်းပဲသူထင်တာသူ့အထင်ပဲလေသူပြောတာသူ့အပြောပဲလေဟုတ်လားတချို့ဒါကိုသဘောမပေါက်တော့ကဲ့ရဲ့တန်ကိုမခံနိုင်လို့ရှက်လွန်းလို့ဘဝကိုအဆုံးစီရင်သွားတဲ့လူတွေတောင်ရှိတယ်ဟုတ်လားချီးမွမ်းတဲ့တွေကိုမခံနိုင်လို့အောက်ခြေတွေလော့ပြီးတော့တဲဟုတ်တဲ့ငါပဲဆိုပြီးတော့မတူမတန်တယ်လို့ပတ်ဝန်းကျင်ကိုဆက်ဆံသည့်အထိမိုက်မဲတဲ့လူတွေရှိတယ်
ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းလေပြင်းကြားမှာမရှုမလားကြဆုံးသွားတာဟုတ်လားဒါကြောင့်ဘေးကဘာပြောဒါလေးနဲ့ပတ်သက်ပြီးတော့အတုယူเสียအားကြเสียလေးဦးဇင်းတို့ပြောပြခြင်းတယ်မြတ်စွာဘုရားလက်ထက်ကယဟန်တော်လေးတစ်ပါးတောရဆောက်တည်ပြီးတော့တောအုပ်ရဲ့တနေရာမှာသင်္ကန်းကျောင်းလေးဆောက်ပြီးတော့ရွာနဲ့မနီးမဝေးတည်င်းသုံးပြီးတော့နေတာထူးခြားတာကဘာလဲဆိုတော့အဲ့ဒီရွာကအိမ်တအိမ်ကဒကာဒကမတွေနဲ့အဲ့ဒီယဟန်တော်လေးကအင်မတန်ရင်းနှီးတယ်အင်မတန်ခင်တယ်ခင်တော့တခါဆိုအဲ့ဒီအိမ်ကိုသွားပြီးတော့လဲတယ်တရားစကားပြောတယ်အိမ်ကလူတွေကလည်းသူ့ကိုသားလို့ညီလို့အကိုလို့ချစ်တယ်ခင်တယ်ကြည်ညိုတယ်ပေါ့ဟုတ်လားအဲ့ဒီလိုနဲ့တခါတလေဆိုသူကညင့်နဲ့မှပြန်တယ်အဲ့ဒီအိမ်မှာပဲနေတာအဲ့ဒီလိုနဲ့ဆက်ဆံမှုကသိရင်းနှီးလွန်းတော့အဲ့ဒီသင်္ကန်းကျောင်းလေးနားမှာရှိတဲ့တစ်ပင်ကိုစောင့်တဲ့တစ်ပင်စောင့်နှက်ကစိုးရိမ်တယ်ဒီယဟန်လေးရဲ့ပုံမှာသူကမေတ္တာရှိတယ်ဗျဒီယဟန်လေးအဲ့ဒီအိမ်ကိုအင်မတန်ရင်းနှီးတာပဲရင်းနှီးလွန်းအားကြီးပြီးတော့ပျက်စီးသွားရင်တော့ဒုက္ခအဲ့ဒီလိုယဟန်တော်လေးအပေါ်မှာကောင်းစေခြင်းနဲ့စိတ်ရှိတဲ့အတွက်ကြောင့်ပျက်စီးမှဆိုးလို့ဆိုပြီးတော့အဲ့ဒီအိမ်ကိုမသွားအောင်ဆိုပြီးတော့ဘာလုပ်တယ်လဲဆိုတော့အဲ့ဒီနက်ကအဲ့ဒီယဟန်တော်လေးနဲ့ယဉ်နေတဲ့အိမ်ကဒကမဟန်ဖန်ဆင်းပြီးတော့နတ်ကဖန်ဆင်းတာနော်ဒကမဟန်ဖန်ဆင်းပြီးတော့အဲ့ဒီယဟန်တော်လေးစီကိုရောက်လာတယ်ရောက်လာတော့ကိုတော်လေးကအဲ့ဒါကိုနတ်လို့ဘယ်သိမှလဲသူ့အိမ်ကဒကမပဲလို့ထင်တာအဲ့ဒီမှာဒကမကလျှောက်တယ်တဲ့အရှင်ဘုရားလမ်းစုံလမ်းကွာလမ်းလေးကွာလူတွေဆုံတိုင်းယထာစိတ်တွေမှာဥယျာဉ်တွေအပန်းဖြေတဲ့နေရာတွေမှာလူတွေစုပြီးတော့အရှင်ဘုရားနဲ့တပည့်တော်ကိုဘာလိုညာလိုပြောနေကြတယ်တဲ့ပိဋကရေဘယ်သူကပြောတာတော့နတ်ကပြောတာဘယ်သူပုံစံဖန်ဆင်းပြီးတော့ပြောနေတာလဲဒကမပုံစံဖန်ဆင်းပြောနေတာတော်ယုံတန်ယုံလူဆိုရင်အဲ့ဒီယဟန်တော်လေးနေရာမှာနေကြည့်ဘလောက်တုန်လှုပ်သွားမလဲဒကမကြီးကိုယ်တိုင်လာပြောနေတာနော်အဲ့ဒီလိုပြောတော့အဲ့ဒီယဟန်တော်လေးကပြန်ပြောတဲ့စကားကအင်မတန်အနှစ်ရှိသူဉာဏ်ဘလောက်ကြီးသလဲလောကရဲ့အပေါ်မှာသူဘလို့ရှုမြင်ထားသလဲဆိုတာကိုခံမှန်းလို့ရတယ်ဘာပြန်ပြောတုံဆိုတော့ဒကမကြီးတဲ့ကိုယ့်ရဲ့နားတဲ့ကိုပတ်ဝန်းကျင်ကသကားတန်လေးဆိုတာအမျိုးစုံနေအောင်ရောက်လာနိုင်တာပဲတဲ့အဲ့ဒါကိုတားလို့စီးလို့မရပါဘူးတဲ့သူများပါဇက်ပေါက်တွေဘလို့လို့လိုက်ပိတ်မှာလဲဟင်ဒကမကြီးအဲ့ဒီစကားတန်လေးနဲ့ပတ်သက်ပြီးတော့တားလို့စီးလို့မရပါဘူးတဲ့သူဆက်ပြောတာလေးကသိစိတ်ဝင်စားစရာကောင်းတယ်ဒေနာထိုစကားကြောင့်မင်းခုမျက်နှာမသားမရသည်မှာဟုတ်တပံမဖြစ်ထိုက်ပါဘူးပတ်ဝန်းကျင်ကစကားတန်လေးကြောင့်မျက်နှာမသားမရမဖြစ်ထိုက်ဘူးတဲ့နော်ဘာဆက်ပြောတော့ဒေနာဟိထိုစကားတန်တို့ကြောင့်ဒေနာထိုစကားတန်တို့ကြောင့်အဟံငါသည်အဲ့ဒီစကားတန်တွေကြောင့်ငါဟာဘာမှယုံညံ့သွားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်မသွားဘူးစကားတန်တွေကြောင့်သူဘာမှယုံညံ့တဲ့လူတယောက်ဖြစ်မသွားဘူးစောစောကဥသင်ပြောခဲ့တဲ့အဓိပ္ပာယ်ပေါ့နော်စကားတန်တွေကြောင့်တော့ကိုဟာယုံညံ့တဲ့လူဖြစ်မသွားဘူးပင်ကိုယ်ကကောင်းရင်ကောင်းမှာပဲပေါ့ဟုတ်လားအဲ့ဒီလိုယဟန်တော်လေးကပြောပြီးတော့တောထဲမှာမိဂဝါဒဆိုပြီးတော့လူတွေကိုအင်မတန်ကြောက်တဲ့သမင်ဟာအစာရှာစားရင်းနဲ့ချက်ခနဲ့ကြားတိုင်းခေါင်းထောင်ကြည့်ချက်ခနဲ့ကြားတိုင်းခေါင်းထောင်ကြည့်အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုန်လှုပ်နေရင်ဘယ်မှာတည်ငြိမ်တဲ့စိတ်ရှိတဲ့လူလို့ပြောလို့ရမှာလဲတဲ့အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုန်လှုပ်နေရင်တည်ငြိမ်တယ်လို့ပြောလို့မရဘူးမတည်ငြိမ်ဘူးဆိုလို့ရှိရင်လေးနဲ့တဲ့အသိဉာဏ်မဖြစ်နိုင်ဘူးပတ်ဝန်းကျင်ကစကားသံတွေကိုအမြဲတမ်းခံစားနေမယ်ဆိုရင်အသိဉာဏ်တူရဖို့အတွက်အနှောင့်အယှက်ဖြစ်တယ်ဗျဟုတ်လားတခါကြီးဒီမိုင်းများဒါကြောင့်ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုပြသဖို့အတွက်ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ရှုံချတဲ့စကားသံတွေကိုကြံ့ကြံ့ခံနိုင်တဲ့အတွေးတွေရှိဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေမှာလူကြားထဲမှာနေရတာချစ်သူရှိသလိုမုန်းသူလည်းရှိမယ်ချီးမွမ်းတာရှိသလိုကဲ့ရတာလည်းရှိမယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ငါဘာမှဖြစ်မသွားဘူးလို့နားလည်ပြီးတော့ဘာမှမဖြစ်တဲ့အရာတွေကိုဘာမှမဖြစ်တယ်လို့ပဲသဘောထားရမယ်
ဘာမှအရေးမပါတဲ့အရာကိုအရေးသိပ်ပါတယ်လို့ထင်ပြီးတော့အဲ့ဒါကိုအချိန်ကုန်ခံပြီးတွေးမယ်ဆိုရင်ကိုယ့်ရဲ့ဘဝဟာယုံညံ့မှုတွေနဲ့နစ်မွန်းသွားနိုင်တယ်နော်ဟုတ်လားအေးဒါကြောင့်နံပါတ်1မုံလို့ပြောတဲ့စကားတွေကိုမြင်နိုးတဲ့ပစ္စည်းတစ်ခုကိုထုတ်ပြီးတော့ကြည့်တယ်လို့မျိုးတချို့ပြန်ကြည့်နေတာဗျဘယ်တော့မှငါ့ကိုဘယ်သူကဘယ်လိုပြောတာမမေ့နိုင်ဘူးလေဟုတ်လားတချို့ဆိုရင်အဲ့ဒီလူငါ့ကိုဒီလိုပြောတာငါတစ်သက်လုံးမမေ့ဘူးမပြောဘူးလားအေးအဲ့ဒါကိုမြတ်စွာဘုရားကအချိန်ကုန်တဲ့လူပန်းတဲ့ဘာမှအကျိုးမရှိဘူးထုတ်ပြီးတော့မခံစားပါနဲ့တဲ့ဟုတ်ရလားအေးအဲ့ဒါပထမအဓိပ္ပာယ်ရဲ့ရှင်းလင်းချက်ဒုတိယအဓိပ္ပာယ်ဆက်ပြီးတော့သွားကြရအောင်ပရိသံသူဓမ္မတို့ဤကတာကတံပြုတ်အပ်မပြုတ်အပ်အရရဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝဲခေယအလုတ်တခုဂယုပြု၍ကြည့်ရှုဆင်ញင်၍မနေရပဝင်းကျင်မှာလူတွေအများကြီးရှိတယ်ဇေယျအမျိုးမျိုးရှိတယ်ကိုကြိုက်တာကိုကိုကြိုက်တယ်လို့အသီးသီးလုတ်ပြီးတော့နေကြတာမရှိဘူးလားကိုကြိုက်တယ်လို့ပြောမယ်ကိုကြိုက်တယ်လို့လုပ်မယ်ကိုယ်စိတ်ထဲကောင်းတယ်လို့ထင်တာကိုအသီးသီးပုံစံအမျိုးမျိုးနဲ့လုပ်နေကြမှာပဲလေလူတွေကအဲ့ဒါကိုဘယ်လိုလုပ်တာကတော့ကောင်းတယ်ဘယ်လိုလုပ်တာကမကောင်းဘူးလို့ကိုကဆရာကြီးတတိုင်းနဲ့လိုက်ပြီးတော့ကွန်ထရိုးလုပ်လို့ရမလားအဲ့ဒါကိုကမကြည်မနဲ့ဘယ်လူတော်မဟုတ်လိုက်တာသူများလုပ်နေတာနဲ့ပတ်သက်ပြီးတော့ကိုကဘာဖြစ်နေခံစားနေတာဟုတ်လားဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအရေးမကြီးဘူးဗျတကယ်ကတော့သူလုပ်တာသူ့ကံလေဟုတ်လားသူ့ကံဟာသူ့ကိုပဲအကျိုးပေးမှာလေရှင်းရှင်းလေးနော်ဒကာကြီးဒီမကြီးများကိုလုပ်တာကိုကံဒီကိုကိုအကျိုးပေးမယ်ဘောင်းမဲကြောင့်သူ့အကျိုးပေးမဲ့သူ့ကံတွေကိုကိုကအရေးတကြီးသွားပြီးတော့လောကုတ်ချောနေတာလေမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်နေဗျသူများအကြောင်းတွေကိုတွေးရင်တော့များသောအားဖြင့်အကုသိုလ်ဖြစ်တာပဲများတယ်ဒါဒကာကြီးဒီမကြီးများနားလည်နိုင်ပါတယ်အတွေ့အကြုံတွေလည်းပဲထက်ချီတလဲလဲများလာပါရော့ပဲစဉ်းစားကြည့်နော်အကုသိုလ်တွေများသောအားဖြင့်ဖြစ်တယ်စိတ်ထဲမှာလောဘတွေဒေါသတွေဖြစ်ရတယ်ဆိုတာသူများအကြောင်းစဉ်းစားလို့ဖြစ်တာဗျဟုတ်လားမုန်းတဲ့လူအကြောင်းစဉ်းစားကြည့်အဲ့ဒီလူပြေးလဲနေရင်ကိုတိတ်ပြီးတော့မကျေနပ်ချင်အဲ့ဒီလူမပြေးလဲဘူးဆိုလို့ရှိရင်မဟုတ်တဲ့အပြုံးတွေနဲ့ကျေနပ်ပြီးတော့နေတာနော်ချစ်တဲ့လူအကြောင်းစဉ်းစားမယ်ဆိုတော့ရောသူမပြေးလဲဘူးဆိုတော့ကိုကစိုးရိမ်လို့ကိုပါမပြေးလဲရောဟုတ်လားသူပြေးလဲဆိုတော့လည်းပဲလောဘတွေနဲ့ရစ်မှုပြီးတော့နေပြန်တာပဲဟုတ်လားများသောအားဖြင့်တော့သူများအကြောင်းစဉ်းစားရင်ဒေါသတွေအင်မတန်ဖြစ်ရတယ်မဟုတ်တာတွေလုပ်နေတာတွေကိုစဉ်းစားမိတော့ကြည်သာလူယုံမာတွေမဟုတ်တာတွေလုပ်နေတာမစဉ်းစားဘူးလားအဲ့ဒီလူယုံမာတာမယုံမာတာမသေးကြပေမဲ့လို့အဲ့ဒီတည်ငါမှအဲ့ဒါလို့တွေးနေတော့ကိုကတော့ယုံမာသွားတာအမှန်ပဲဗျာလူယုံမာတွေလို့စဉ်းစားလိုက်တော့စိတ်ထဲမှာဘာတွေဖြစ်လာတော့ဒေါသတွေဖြစ်လာတယ်ဟုတ်လားကောင်းတာတွေလုပ်နေတဲ့လူတွေကိုစဉ်းစားမိတဲ့နေရာမှာတောင်မှအလကားပါကွာထောင်မြင်လို့ရာစွန့်နေတာပါအလကားစိတ်ကောင်းနှလုံးကောင်းနဲ့လုပ်နေတာမဟုတ်ပါဘူးလို့စိတ်ထဲကဒေါသတွေဖြစ်တာရောမရှိဘူးလားရှိတယ်သူများအကြောင်းတွေကလည်းကိုယ့်ရဲ့နားတဲ့စိတ်ထဲကိုပုံစံအမျိုးမျိုးနဲ့ဝင်နေတာဗျသတင်းသားတွေကလည်းဝင်နေ TV တွေကလည်းဝင်နေရေဒီယိုတွေကလည်းဝင်နေသူများအကြောင်းတွေခေါင်းနဲ့အမြဲတမ်းရောက်မနေဘူးလားရောက်နေတယ်အဲ့ဓာတွေကိုစဉ်းစားရင်နဲ့ကိုတကယ်လုပ်ရမယ့်အလုပ်ကိုအတွက်အင်မတန်အဖို့တန်တဲ့အချိန်တွေဟာအများကြီးဆုံးရှုံးသွားတာမသေးကြဘူးလားအချိန်ဆုံးရှုံးတာမှရိုးဆုံးရှုံးတာမဟုတ်ဘူးအကုသိုလ်တွေဖြည့်ရင်းနဲ့ဆုံးရှုံးသွားတာဟင်ဒကာကြီးဒီမိုင်းများအဲ့ဒါဟုတ်လားသူများအကြောင်းစဉ်းစားရင်အချိန်ကုန်တာမှရိုးကုန်တာလားအကုသိုလ်ဖြည့်ရင်းနဲ့ကုန်တာလားအိမ်ကြတော့အေးဆေးခေါင်းအေးနဲ့စဉ်းစားငါရဲ့ကုန်ခဲ့တဲ့အချိန်တွေဟာသူများအကြောင်းစဉ်းစားရင်းနဲ့ကုန်ခဲ့တဲ့အချိန်တွေဘလောက်များလဲလို့စဉ်းစားကြည့်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကမဟာကရုဏာနဲ့ဆုံးမတာသူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာမင်းအလုပ်မဟုတ်ဘူးတဲ့ဒါကြောင့်အဲ့ဒါကိုခေါင်းထဲထည့်ပြီးတော့အလုပ်ကြီးတစ်ခုလို့သဘောထားပြီးတော့စဉ်းစားမနေနဲ့တဲ့အပြတ်တားထားတာနော်ကိုရှင်တို့ဟောတာလားဘုရားဟောတာလားဘုရားဟောတာစိတ်ချမ်းသာခြင်းညတဲ့အကျိုးရှိခြင်းညတဲ့ဆိုရင်အဲ့ဒီတားမြစ်ချက်လေးတစ်ခုကိုသာလျင်
တိတိကျကျအနည်းဆုံးအနည်းဆက်ဆုံးဖြစ်အောင်လိုက်နာနိုင်မယ်ဆိုရင်တကယ်ကိုစိတ်ချမ်းသာကြမှာပဲမယုံရင်လက်တွေ့လုပ်ကြည့်နော်သူများအကြောင်းတတ်နိုင်သမျှခေါင်းထဲကဖယ်ထားနိုင်မယ်ဆိုရင်စိတ်အင်မတန်ချမ်းသာဖို့နီးစပ်သွားပြီဟုတ်လားတခါကြီးဒီမိုင်းများသူများအကျိုးတွေကိုဆောင်ရွက်ခြင်းနဲ့ပရဟိတစိတ်တွေစိတ်ကောင်းနှလုံးကောင်းတွေမထားရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်များသောအားဖြင့်သူများအကြောင်းတွေးရင်လည်းအဲ့ဒါလိုတွေးတာမဟုတ်ပါဘူးမကျေနပ်တာတွေပဲတွေးကြတာများပါတယ်နော်တခါကြီးဒီမိုင်းများဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့်ကိုယ်လည်းတကယ်သူတို့ကိစ္စကိုဘာမှဝင်ဆွတ်နိုင်တာမဟုတ်တဲ့အတွက်ကြောင့်အကုသိုလ်တွေများတဲ့အတွက်ကြောင့်အဲ့ဒါကိုမစင်စားပါနဲ့တဲ့ဒါဒုတိယတားမြစ်ချက်ဆုံးမချက်ဟုတ်ရလားပရိသံသူတစ်ပါးတို့ဤကတာကတံပြုအပ်မပြုအပ်အယယဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝေခေယအလုတ်တစ်ခုဂယုပြု၍ကြည်ရှုဆင်ခြင်၍မနေရတောင်မြုပ်စတော်ကြီးအနှက်ပေးတာအင်မတန်ကောင်းတယ်အလုတ်တစ်ခုဂယုပြု၍ကြည်ရှုဆင်ခြင်၍မနေရဟုတ်တယ်တခါတလေသူများအကြောင်းတွေကိုအလုတ်ကြီးတစ်ခုကိုလုံနေရသလိုထိုင်ပြီးတော့စဉ်းစားနေတာမရှိဘူးလားရှိတယ်စတော်ကြီးကသိလို့မို့ပြောတာနော်ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ဒုတိယဆုံးမချက်ကိုလည်းဒီလောက်နဲ့တော်ရအောင်တတိယဆုံးမချက်ကိုနည်းနည်းလေးဦးစားပေးပြီးတော့ပြောခြင်းလို့တတိယဆုံးမချက်ကဘာလဲအတနောဝမိမိဤသာလျင်ကတာနိစ္စပြုအပ်သောအမှုတို့ကို၎င်းအကတာနိစ္စမပြုအပ်သောအမှုတို့ကို၎င်းအဝခေယအလုတ်တခုဂယုပြု၍ကြည်ရှုဆင်ခြင်ကြကုန်ရ၏ကိုအကြောင်းကိုစဉ်းစားရမယ်ဣတိတ်ပါလေလေကိုအကြောင်းကိုစဉ်းစားရမယ်ငါဘာတွေလုပ်ထားလဲငါဘာတွေမလုပ်ရသေးဘူးလေငါဘယ်လိုအည်အသွေးရှိအောင်လုပ်တဲ့အလုပ်တွေကိုဘယ်အတိုင်းတာထိလုပ်ပြီးပြီလေကိုအကြောင်းကိုမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်ကိုအကြောင်းကိုပြဿနာကိုယ့်ကိုဖြေရှင်းရမှာဗျတစုကမှဝိုင်းပြီးတော့တစီကလေးဖြေရှင်းမပေးနိုင်ဘူးတကယ်စင်စစ်ဟုတ်လားဒါကြောင့်ကိုအကြောင်းကိုပယ်ပယ်နေနေစုံကြီးဆန်းကြီးကိုအကြောင်းကိုစဉ်းစားရမယ်အဲ့ဒီအကြောင်းကိုဦးဇင်းတို့ကဦးစားပေးပြီးတော့ပြောခြင်းကိုအကြောင်းကိုစဉ်းစားတဲ့နေရာမှာကိုအကြောင်းကိုစဉ်းစားတဲ့အပိုင်းရှိတယ်ကိုရဲ့အကြောင်းကိုကိုသိအောင်လုပ်တဲ့အပိုင်းရှိတယ်ဦးဇင်းတို့ဒီကနေ့ညနှစ်ပိုင်းပြောသွားမယ်ကိုအကြောင်းကိုစဉ်းစားရမယ်သိအောင်လည်းလုပ်ရမယ်ဒီစကားလေးတွေကအင်မတန်အနှစ်ရှိတယ်လို့ဦးဇင်းတို့ယုံကြည်ပါတယ်တည်တည်ချာချာနားဆိုင်ထောင်ကြနော်ဒကမာကြီးများကိုရဲ့အကြောင်းကိုကိုစဉ်းစားရမယ်ပြီးတော့ကိုအကြောင်းကိုသိအောင်လည်းလုပ်ရမယ်ဘယ်နှချက်လဲနှစ်ချက်ရပထမစဉ်းစားရမယ်ဆိုတာလေးကိုပြောကြည့်ရမြတ်စွာဘုရားအထက်ထက်တိုက်တွန်းပါတယ်ဗျာဦးဇင်းတို့ယဟန်တော်တွေကိုစဉ်းစားရမယ်အချက်10ချက်ဆိုပြီးတော့ဟောထားတာရှိတယ်အဲ့ဒီတည်းကတစ်ချက်စိတ်ဝင်စားစရာသိကောင်းတယ်ဒကာကြီးဒကမာကြီးများနဲ့လည်းပတ်သက်တယ်လို့ထင်တယ်မေငါဤရတိန်တိဝါညစ်နေတို့သည်ကထံဘူတတအဘေသူဖြစ်ဖြစ်စဉ်ဝီတိဝတ္တန္တိကုံလွန်၍သွားကြကုန်တည်းဣတိဤသို့ပပ္ပစိတေနာသာသနာဝန္တန်ရှင်ယဟန်သည်အဘိနံနိညင်မပြတ်ပိစဝခိတ္တဗာတိဆင်ញင်တိုက်ကုန်၏ငါရဲ့နေ့ဒီရက်တွေဟာဘယ်ပုံစံနဲ့အချိန်ကုန်ခဲ့တာလဲလို့ယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာစဉ်းစားရမယ်စဉ်းစားတာမှအမြဲတမ်းစဉ်းစားရမယ်အဘိနံအမြဲတမ်းစဉ်းစားရမယ်တဲ့ဒကာကြီးဒကာမကြီးများကမစဉ်းစားတတ်ဘူးလားစဉ်းစားတတ်တယ်ငါရဲ့နေ့တွေရက်တွေဘလို့ကုန်ခဲ့တာလဲတနည်းအားဖြင့်ငါရဲ့အသက်တွေဘလို့ကြီးခဲ့တာလဲပြန်စဉ်းစားကြည့်စမ်းခုအသက်90ရှိပြီဘာတွေမေမေရရကို့အတွက်ထောက်ထောက်ခံခံဖြစ်မဲ့ကိစ္စတွေဘာတွေလုပ်ထားလဲဘာတွေခိုင်ခိုင်မာမာကို့မှာအသိဉာဏ်တွေရှိပြီလေဘိုးတော်ဝါဒရောင်ပေးပေးရောင်နာနာနဲ့အချိန်ကုန်ခဲ့တာများတယ်ဒီစကားကဘယ်သူကိုပြောလွဲခဲ့ပါတယ်ဗျာဘာကြောင့်လဲဆိုတော့သူလဲတူတူကိုလဲတူတူပဲလေဖြစ်တယ်လို့ပဲနေကြတာဗျာဒကာကြီးဒကာမကြီးများဟုတ်လားအသက်တွေသာကြီးလာတာစိတ်ချရတဲ့ကျင့်တတ်ရတဲ့အားရှိစေတဲ့အသိဉာဏ်တွေရအောင်ဘယ်သူမှမလုပ်ရသေးတာများတယ်လုပ်ပြီးသားလို့အင်မတန်နဲတယ်ကိုအားမရတော့မကျင့်တတ်သောလူတွေပဲများတယ်ဗေဒင်ဟောနေတာမဟုတ်ဘူးနော်အတက်ပြောနေတာဦးဇင်းတို့ကဟုတ်လား
လူတော်တော်များများဟာကိုအားမရဘဲနဲ့မကျင့်တတ်ဘဲနဲ့နေရတာဒကမာကြီးများအဲ့ဒါဟုတ်လားသေချာစဉ်းစားကြည့်နော်ဘာဖြစ်လို့အားမရဘဲနဲ့မကျင့်တတ်ဘဲနဲ့နေရလဲဆိုတော့အားရเสียရှိအောင်ကျင့်တတ်เสียရှိအောင်လုပ်မှမထားပဲကိုစိတ်ကအမှန်သိတယ်ဗျာကို့မှာအားရเสียမရှိဘူးဆိုရင်အားရတဲ့စိတ်ကဖြစ်မှာမဟုတ်ကို့မှာကျင့်တတ်เสียတကယ်မရှိဘူးဆိုရင်ကျင့်တတ်တဲ့စိတ်ကတကယ်ဖြစ်မှာမဟုတ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကကိုအသက်ဘလို့ကြီးခဲ့တာလဲကိုရဲ့နေ့တွေရက်တွေလတွေဘလို့ကုန်ခဲ့တာလဲဆိုတာကိုလေးလေးနက်နက်စဉ်းစားသမ်းပါအရေးမပါအရာမရောက်တဲ့ကိစ္စတွေနဲ့ကုန်ခဲ့တာများတယ်ဗျဒကမာကြီးတွေအဲ့ဒါဟုတ်လားများသောအားဖြင့်တော့သူများအကြောင်းတွေစဉ်းစားရင်းနဲ့အချိန်ကုန်ခဲ့တာအဲ့ဒါတွေကိုပြန်လဲတုံ့ပြန်ရင်းနဲ့အချိန်တွေကုန်ခဲ့တာနှမျိုးစရာမကောင်းဘူးလားဒါကြောင့်မြတ်စွာဘုရားကကိုယ်အကြောင်းကိုစဉ်းစားရမယ်ဘယ်လိုစဉ်းစားရမှာလဲငါဘာတွေလှုပ်ပြီးပြီလဲငါဘာတွေမလှုပ်ရသေးဘူးလဲအဲ့ဒီအလုပ်ကလည်းဘလောက်အဖိုးတန်တဲ့အလုပ်လဲဘလောက်အဖိုးမတန်တဲ့အလုပ်လဲဒါလည်းပဲအရေးကြီးသေးတယ်နော်အတနောဝမိမိဣရာလယံကတာနိစ္စပြုအပ်သောအမှုတို့ကို၎င်းအကတာနိစ္စမပြုအပ်သောအမှုတို့ကို၎င်းအဝကေယအလုတ်တစ်ခုကယူပြု၍ကြည့်ရှုဆင်ခြင်ကြကုန်ရ၏ကိုဘာတွေလုပ်ပြီးပြီလဲဘာတွေမလုပ်ရသေးဘူးလဲဆိုတာကိုစဉ်းစားရမယ်စဉ်းစားလိုက်လို့ရှိရင်ကိုအကြောင်းကိုစဉ်းစားရင်နှစ်မျိုးတွေ့မယ်ဗျတရားကိုဥစဉ်ကအစီအစဉ်လေးချပြီးတော့ပြောနေတာနော်ကိုအကြောင်းကိုစဉ်းစားရမယ်သိရမယ်လို့စောစောကနှစ်မျိုးပြောခဲ့တယ်နော်အခုစဉ်းစားရမယ်အပိုင်းကိုပြောနေတာသိရမယ်အပိုင်းကိုမပြောသေးဘူးစဉ်းစားတဲ့အပိုင်းမှာလည်းပဲစဉ်းစားရင်လည်းနှစ်မျိုးတွေ့မယ်ကိုအကြောင်းကိုစဉ်းစားရင်ဘယ်နှမျိုးတွေ့မယ်နှစ်မျိုးတွေ့မယ်အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့မကောင်းခွက်ကိုယ့်ရဲ့ကောင်းခွက်တနည်းအားဖြင့်ကိုယ့်ရဲ့မကောင်းတာရဲ့ကိုယ့်ရဲ့ကောင်းတာရဲ့ဒီနှစ်မျိုးကိုတွေ့ရတယ်ဒကာဓမ္မတို့ဥစဉ်တို့ဆိုတာကောင်းတာရဲ့မကောင်းတာရဲ့ကိုရောမွေထားတာပဲမဟုတ်လားကောင်းတာကြီးပဲလားမဟုတ်ဘူးဒါမြင်မကောင်းတာကြီးပဲလားမဟုတ်ဘူးကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေကိုလည်းမကောင်းဘူးလို့သိရကောင်းတာတွေကိုလည်းကောင်းတယ်လို့သိရမကောင်းတာကိုမကောင်းဘူးလို့ငါမှမကောင်းတာတွေရှိတယ်လို့စဉ်းစားမိတော့ဘာအကျိုးရှိလဲဆိုတော့ဒီမကောင်းတာတွေဟာငါ့ကိုမကောင်းကျိုးကိုဖြစ်စေမှာလို့စဉ်းစားပြီးတော့အဲ့ဒီမကောင်းတာတွေကနေလွတ်မြောက်အောင်ကြိုးစားဖို့ဒါအရေးကြီးတယ်နော်တခါကြီးမိုက်မြမကောင်းတာကိုစဉ်းစားတယ်ဆိုတာအလကားစဉ်းစားတာမဟုတ်ဘူးအဲ့ဒီမကောင်းမှုကနေယုံထွက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့စဉ်းစားရမှာဟုတ်လားကောင်းတာကိုစဉ်းစားတယ်ဆိုတာလဲဘဝင်မြင့်ဖို့စဉ်းစားတာမဟုတ်ဘူးအဲ့ဒီကောင်းတာကိုစဉ်းစားလိုက်တော့ငါတန်တန်ပဲကောင်းတာတွေလည်းရှိပါလားဆိုတော့ပီတိတွေနဲ့အားဖြစ်လာတယ်အားဖြစ်ဖို့အတွက်စဉ်းစားရတာမကောင်းတာကိုကြတော့ယုံထွက်ဖို့စဉ်းစားရတာကောင်းတာကိုကြတော့ရှေ့ဆက်ထားတဲ့ကောင်းခြင်းစိတ်တွေပေါက်လာအောင်အားဖြစ်ဖို့စဉ်းစားရတာတူသလားမတူဘူးမြတ်စွာဘုရားကတော့ဥပမာနဲ့ပြောတယ်ဗျာအင်မတန်လှခြင်းပခြင်းတဲ့လူလင်ပြိုလုံးမပြိုကလေးရေမိုးချိုးပြီးတော့ဘာလုပ်တော့ဆိုမှန်ကြည့်မယ်လေမှန်မကြည့်ဘူးလားကြည့်တယ်နော်ဒီလူတွေနေတိုင်းအသက်ကြီးတာကြည့်တယ်မှန်ကတော့နေတိုင်းကြည့်ကြမယ်ထင်ပါတယ်ဒီကမာကြီးများမှန်ကြည့်တဲ့နေရာမှာရည်ရွယ်ချက်နှမျိုးရှိတယ်ဗျအမလီဦးစင်းရဲ့မှန်ကြည့်တာများကြီးကြီးကျယ်ကျယ်ရည်ရွယ်ချက်နှမျိုးရည်ရွယ်ချက်တွေပါတယ်များပြောနေရသေးလားလို့မအောင်မင်းနဲ့ရည်ရွယ်ချက်နှမျိုးရှိတယ်ဗျဒီကမာကြီးများမှန်နေတိုင်းကြည့်နေတာအဲ့ဒီရည်ရွယ်ချက်ကလေးပြောနိုင်မလားမသိမှန်ကြည့်တဲ့ရည်ရွယ်ချက်နံပါတ်1မျက်နှာပေါ်မှာမတင့်တယ်တာတွေမတက်ရတာတွေမြင်လို့မကောင်းကြည့်လို့မကောင်းတာတွေတွေ့လို့ရှိရင်အဲ့ဒါတွေကိုဖယ်ရှားပစ်ဖို့ဟုတ်လားအညစ်အကြေးတွေမြန်ပေးနေလားမျက်ဝတ်တွေမြန်ထွက်နေလားဟုတ်လားအဲ့ဒါတွေမကောင်းတာတွေရှိနေရင်ဘာလို့ပစ်ဖို့လဲဖယ်ရှားပစ်ဖို့သုတ်တင်ပစ်ဖို့တန့်ရှင်းသွားအောင်လုပ်ဖို့အဲ့ဒါပထမရည်ရွယ်ချက်နောက်ဒုတိယရည်ရွယ်ချက်ကဘာလဲဒီကမှကြီးများပြောပါဦးမြတ်ဒုတိယရည်ရွယ်ချက်ကတော့ပိုးပြီးတော့လှတဲ့လှအောင်ပြင်ဖို့ဟုတ်တယ်မဟုတ်လားကြည့်ကောင်းနေတာတွေကိုပိုးကြည့်ကောင်းသွားအောင်လုပ်မယ်လေမျက်လုံးဆိုရင်လည်းမျက်လုံးနဲ့ဆိုင်ရာလှတဲ့လှအောင်ပေါ့နော်တချို့ဆိုရင်မျက်နှာပေါ်မှာအယောင်ကိုစုံလို့လှုပ်ထားလိုက်တာကြည့်ကောင်းမလားဆိုပြီးတော့လှုပ်တာပဲကြည့်ကောင်းမကောင်းဆိုတာတော့တချို့လည်းကြည့်ကောင်းရင်ကောင်းမှာပေါ့ထားပါတော့လေအဲ့တော့ဒုတိယရည်ရွယ်ချက်ကဘာလဲဆိုရင်
ပင်ကိုကောင်းနေတာလေးကိုပို့ပြီးတော့ကောင်းတဲ့ကောင်းအောင်လုပ်ဖို့ဒါလေးမပါဘူးလားပါတယ်ဗျပေါ့ပေါ့တန်တန်သဘောမထားနဲ့နော်မြတ်စွာဘုရားအဲ့ဒီတိုင်းပြောတာဗျမှန်ကြည့်တယ်လို့ပဲတဲ့တရားဒီဟုသောမှန်ကိုထောင်းပြီးတော့ကြည်စမ်းပါမကောင်းတာကိုတွေ့လို့ရှိရင်အဲ့ဒီလူလင်မျိုးလုံမပြိုဟာဖယ်ရှားပြစ်တယ်လို့မျိုးအညစ်အကြေးကိုဖယ်ရှားပြစ်ရကောင်းတာတွေ့လာရင်အော်ဒီကောင်းတာလေးရှိတယ်ကောင်းတာလေးဟာချမ်းသာတယ်ဆိုပြီးတော့ကောင်းတဲ့ကောင်းအောင်ကြိုးစားရတယ်မကောင်းတာကိုတွေ့တော့ဖယ်ရှားတယ်ဆိုတာဘယ်လိုစိတ်ဓာတ်မျိုးနဲ့ဖယ်ရှားရမှာလဲဆိုတော့ဘုရားကတော့ဥပမာတွေအမျိုးမျိုးပေးတတ်လွန်းတယ်ဗျာရေမှုချိုးပြီးတော့ထားတဲ့လူတယောက်ရဲ့လေပင်ကိုမွေးသေးကောင်ပုတ်တို့ခွေးသေးကောင်အပိုင်းအစအပုတ်တွေတစ်ခုခုလေပင်ဆွဲပေးတယ်ဆိုလို့ရှိရင်အဲ့ဒါကြီးကိုဆက်ဆုပ်တဲ့စိတ်ယွန်ရှာတဲ့စိတ်နဲ့တခါတည်းကိုဖယ်ပစ်ဖို့ကြိုးစားမှာပဲမဟုတ်လားအဲ့ဒါလိုမျိုးစိတ်ထားရမယ်တဲ့မကောင်းတာများတကယ်လို့တွေ့ခဲ့မယ်ဆိုရင်ဒါကိုအကြောင်းကိုစဉ်းစားတဲ့အပိုင်းတွေကိုပြောနေတာနော်မြတ်စွာဘုရားကတော့အမျိုးမျိုးဟောပါတယ်ဦးဇင်းတို့ဝိဒါဝိတကသုတ်တံဆိုတာရှိတယ်ဗျအဲ့ဒီမှာမကောင်းတဲ့အတွေးတွေမကောင်းတဲ့အကြံတွေမကောင်းတာတွေတွေ့ရင်တဲ့မြတ်စွာဘုရားကစဉ်းစားပါတယ်တဲ့ဘယ်လိုစဉ်းစားလဲဆိုတော့ဒီမကောင်းတာကြီးဟာငါအတွက်လည်းအကျိုးမရှိဘူးသူများအတွက်လည်းအကျိုးမရှိဟုတ်လားအေးဆင်းရဲစေတဲ့ပင်ပန်းစေတဲ့ငြိမ်းချမ်းဖို့မဖြစ်ဘူးလို့တွေးပြီးတော့သူပယ်လိုက်တာပဲတဲ့အဲ့ဒါလို့တွေးလိုက်လို့ရှိရင်ရော့သွားတယ်မကောင်းတဲ့စိတ်တွေဟာနွားကြောင်းတဲ့နွားကြောင်းသားဟာသူများရဲ့စိုက်ခင်းတွေကိုမစားဖို့နွားကိုဂယုတစိုက်တခါတည်းဒုတ်တွေပါတယ်နဲ့ပြစ်ခတ်ပြီးတော့ထိန်းချောင်းတယ်လို့မျိုးပါပဲတဲ့မကောင်းတဲ့အတွေးတွေမကောင်းတဲ့စိတ်ဓာတ်တွေအဲ့ဒီရဲ့အန္တရာယ်ကနေကာကွယ်လိုက်ရသဘောပေါက်တယ်နော်အေးဒါကြောင့်မကောင်းတာတွေ့ရင်လွတ်မြောက်ဖို့ဆိုတဲ့စိတ်ကူးနဲ့ကိုယ့်အကြောင်းကိုစဉ်းစားရတယ်ကောင်းတာတွေ့ရင်တော့အားဖြစ်ဖို့ဒီစကားလေးလည်းမမေ့နဲ့နော်မကောင်းတာကိုလွတ်မြောက်ဖို့ကောင်းတာကြတော့အားဖြစ်ဖို့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေနီးယူစရာလေးအတုယူစရာလေးဇတ်တော်လေးတစ်ခုပြောပြမယ်ကိုမကောင်းတာကိုကိုမြင်ပြီးတော့ကိုမကောင်းတာကိုသိပြီးတော့အဲ့ဒီမကောင်းမှုကနေယုံထွက်သွားကြတဲ့သူတော်ကောင်းတွေရဲ့အကြောင်းတခုသောဘဝတုန်းကဦးဇင်းတို့ရဲ့ဘုရားလောင်းကြီးပစ္စည်းဥစ္စာသိပြီးတော့အင်မတန်ကြွယ်ဝတဲ့တထေးသားတစ်ယောက်ဖြစ်တယ်အိမ်တော်တွေဘာတွေကြာပြီးတော့နောက်တော့လူဘဝနဲ့စင်ကြယ်တဲ့အကျင့်ကိုကျင့်ဖို့မလွယ်ဘူးလို့နားလည်ပြီးတော့ပိုင်ဆိုင်မှုတွေပတ်သက်မှုတွေကိုအကုန်စွန့်ပြီးတော့တောထဲမှာရသေးဝစ်ပြီးတော့နေတာနှစ်ပေါင်းများစွာကတိုင်းပရိကံကိုစူးစမ်းအားထုတ်ပေမယ်လို့ဦးဇင်းတို့ဖရာလောင်းကြီးဇံအဘိညာဉ်မရရှာဒီပြင်ဇတ်တော်တွေထဲဆိုရင်မကြခင်မှာပဲဇံအဘိညာဉ်ရတယ်လို့တွေ့ရတယ်အဲ့ဒီဇတ်တော်မှာမရဘူးဘာကြောင့်မရသလဲဆိုတော့ဦးဇင်းတို့ဖရာလောင်းကြီးကသူ့ရဲ့အမျိုးမြတ်တာကိုအကြောင်းပြုပြီးတော့မာနအင်မတန်ကြီးတယ်ပိဋိဘာကြောင့်ဇံမရတာတော့မာနကြီးလို့တဲ့အဲ့ဒါတောထဲမှာတရားတော်အထုတ်နေတာပဲတရားကမရဘူးအဲ့ဒါဒီနေ့တော့ဥပုပ်နေ့ဒီနေ့မှာသူ့ရဲ့ကြောင်းထဲကိုကြောင်းဝင်းထဲကိုတိရစ္ဆာန်၄ကောင်ရောက်လာတယ်အဲ့ဒီတိရစ္ဆာန်၄ကောင်ကဥပုပ်ဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်လာတာအခိုက်အတန့်တိရစ္ဆာန်ဖြစ်နေပြီမလို့အဲ့ဒါသူတော်ကောင်းအလောင်းအလျာတွေအဲ့ဒီတိရစ္ဆာန်တွေကပထမဘယ်သူရောက်လာလဲဆိုတော့အရှင်အနုရုဒ္ဓဖြစ်လာမဲ့ခိုကလေးရောက်လာတယ်အဲ့ဒီခိုကလေးကဘယ်နဲ့ကြောင့်ရောက်လာတော့ဆိုတော့အဲ့ဒီဥပုပ်နေ့နက်နက်ခင်းမှာသူကအစာရှာတယ်သူ့ခိုမကလေးနဲ့အစာရှာတယ်အဲ့ဒီလိုအစာရှာနေတော့ကောင်းငင်ကစွန်တကောင်ကအဲ့ဒီခိုကိုလမ်းပြီးတော့တုတ်တာခိုမလေးကကန်ဆိုးတော့သိမ့်ရဲ့စွန်ရဲ့လက်သေးကြားမှာပါသွားတာအဲ့ဒါခေါင်းဖြတ်ပြီးတော့သွေးတန်ရည်ရစားပလိုက်တယ်အဲ့ဒီမှာဦးဇင်းတို့ရှင်အနုရုဒ္ဓဖြစ်လာမဲ့ခိုကလေးကတဏှာကနေကြည်ပြီးတော့အင်မတန်စိတ်ဆင်းရဲတဲ့ပူလောင်တဲ့သူခံစားရတယ်ငါခိုမလေးတည်သွားပြီမရှိတော့အဲ့ဒါနဲ့သူအစာဆက်ရှာလို့မရဘူးအင်မတန်ဆင်းရဲတယ်အဲ့ဒီမှာသူစဉ်းစားတယ်တဲ့ဘာစဉ်းစားတော့ဆိုတော့ဒီလောက်ပူလောင်တဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲလို့စဉ်းစားတယ်တဲ့ဦးဇင်းကဒါလေးတွေကိုသဘောကျတာဗျစိတ်တွေဆင်းရဲလာပြီဆိုရင်ရက်ပြီးတော့နည်းနည်းလောက်စဉ်းစားကြည့်စမ်းပါတရားခံရှာတာနော်ဒါဘာကြောင့်ဆင်းရဲတာလဲဒါလေးစဉ်းစားတဲ့အဲ့ဒီတော့အဲ့ဒီခိုလေးကဉာဏ်ရှိတဲ့ခိုကလေးဆိုတော့အဖြေမှန်တွေ့တယ်
ငါရဲ့ခိုမရဲ့အပေါ်မှာမပြတ်သားတဲ့တန်ရောစဉ်အနှောင်အဖွဲကြောင့်ငါစိတ်ဆင်းရဲရတာကိုစွန်ရဲကြောင့်စိတ်ဆင်းရဲတာလို့ဒီလိုအဖြေမှားမတွေ့ဘူးနော်ခိုမလေးသေလို့စိတ်ဆင်းရဲတာလို့လည်းဒီလိုအဖြေမှားမတွေ့ဘူးနော်ဒီပြင်ခိုမတွေလည်းသေနေတာပဲဗျအဲ့ဒါသေတော့ तू စိတ်ဆင်းရဲလားမဆင်းရဲဘူးဘသူခိုသေလို့ तू စိတ်ဆင်းရဲတာလဲငါခိုသေလို့စိတ်ဆင်းရဲတာအဲ့ဒီငါခိုဆိုတာကိုကစပြီးတော့ဆက်သွယ်မှုတန်ရောစဉ်ပေါ့ဗျာဟုတ်လားအဲ့ဒီတော့အဲ့ဒီတန်ရောစဉ်တဏှာတရားကြောင့် तू စိတ်ဆင်းရဲတာလို့အကြောင်းမှန်ကိုတွေ့တော့ तू အကြောင်း तू စဉ်းစားတာနော်ဒကမာကြီးများဒီတဏှာတန်ရောစဉ်ကိုငါပေတတ်မယ်နှိပ်ကွမယ်ဆိုတဲ့စိတ်နဲ့အဲ့ဒါဦးဇင်းတို့ဘုရားလောင်းရဲ့အကြောင်းကိုရောက်လာတာတဲ့သူ့ရဲ့ဥပုသ်ဆောင်ခြင်းရည်ရွယ်ချက်တဏှာတန်ရောစဉ်တွေကိုစွန့်ခွာဖို့နှိပ်ကွဖို့အနိုင်ယူဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အကြောင်းကိုရောက်လာတာဥပုသ်တွေဥပုသ်ဆောင်ကြတဲ့အခါမှာဒီလိုရည်ရွယ်ချက်လေးတွေရှေးတုန်းကရှိခဲ့ဘူးတယ်ဆိုတာလေးကိုသတိထားဖို့မလိုဘူးလားလိုတယ်အဲ့ဒါကခိုးရဲ့ရောက်လာခြင်းအကြောင်းနောက်ထပ်ရောက်လာတာကမွေတကောင်ရောက်လာတယ်အဲ့ဒီမွေကရှင်သာရိပုတ္တရာဖြစ်လာမဲ့မွေသူကဘာလို့ရောက်လာတော့ဆိုတော့တောထဲမှာသူ့နေရာသူနေတာပါပဲအဲ့ဒီရွာနီးနားကလူတွေကတကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့နွားလာဥဒ္ဒဖကြီးကိုပန်းနေပန်းဆေးရောင်စုံလေးချဲပြီးတော့ပူဇော်ကြတာတဲ့ဗျာကိုယ်စီပုံမောင်းလေးတီးပြီးတော့အဲ့ဒါနွားကြီးကလည်းပျော်လွန်းလို့ခုံပေါက်ပြီးတော့တခါလဲဂျူတွေပါတွေတွေ့ခွာတွေပါတွေရက်တော့စောစောတုန်းကအိတ်နေတဲ့မွေရဲ့အမီးကိုတက်နင်းမိတာအဲ့ဒီမှာစိတ်တူပြီးတော့ဒေါသကိုမထိန်နိုင်မဲနဲ့အဲ့ဒီနွားကြီးကိုပေါက်လိုက်တာအဲ့ဒီနွားကြီးဟာအဲ့ဒီနားရင်ပွဲချင်းပြီးပေရှာတယ်နွားကြီးသေးတော့လူတွေကလည်းပဲဟာနွားကြီးသေးတယ်ဆိုစိတ်မကောင်းဖြစ်တဲ့လူကဖြစ်ငိုတဲ့လူကငိုဒီလိုဖြစ်တယ်အဲ့ဒါကိုတဏှာကနေမွေကကြည်ပြီးတော့ကြည်စမ်းနွားကြီးလည်းသေရလူတွေလည်းစိတ်မကောင်းဖြစ်ရငါလည်းပဲငါလှုပ်ရက်အတွက်စိတ်မချမ်းသာဖြစ်ရတယ်ဒီလိုအကျိုးနည်းမှုတွေစိတ်ဆင်းရဲမှုတွေဘာကြောင့်ဖြစ်တာလဲလို့သူကလည်းအကြောင်းရှာတယ်သူအကြောင်းသူတွေးနေတာနော်အဲ့ဒီမှာအဖြေတွေ့တယ်ငါရဲ့ဒေါသငါရဲ့မထိန်နိုင်မသိမ့်နိုင်တဲ့ဒေါသအဲ့ဒီဒေါသကြောင့်ငါသူတစ်ပါးနှစ်ဦးသားဆင်းရဲသွားကြတာဒီဒေါသကိုငါနှိပ်ကွမယ်ဆိုပြီးတော့သူကအကြောင်းကိုရောက်လာတာဥပုသ်ဆောင်ခြင်းရဲ့ရည်ရွယ်ချက်လေးတွေကောင်းတယ်နော်ဒီနေရာမှာပြောတာကတော့ကိုယ်အကြောင်းကိုစဉ်းစားကိုယ်မကောင်းမှုကနေကိုယ်လွတ်အောင်ယုံတာဆိုတာလေးကိုပြောနေတာဟုတ်လားနောက်ရောက်လာတာကမြေခွေးရှင်မဟာမောက္ကလံဖြစ်လာမဲ့မြေခွေးဘယ်နဲ့ကြောင့်ရောက်လာလဲဆိုတော့သူကတနေ့အစာရှာထွက်တယ်ရှင်လေကြီးတကောင်တွေ့တယ်အဲ့ဒါသူကြိုက်ကြည့်တယ်ဘလို့မှကြိုက်လို့မရဘူးရှင်ကြီးကသေးနေတာကြတော့မာတောင်းပြီးတော့နေတာနှာမောင်းကြိုက်လို့မရခြေတော့ကြိုက်လို့မရဗိုက်ကြိုက်လို့မရအဲ့ဒါနဲ့ပေါင်ကြားတဲ့ကိုကြိုက်လိုက်တော့ကြိုက်လို့ရတယ်အဲ့ဒါနဲ့အဲ့ဒီဝိစ္စမဲ့အပေါက်ကနေပြီးတော့ဗိုက်ထဲကိုဝင်သွားတာအဲ့ဒီမြေခွေးကအဲ့ဒါရေစာရင်သွေးကိုတောက်အစာရှာအစာစားလို့ရှိရင်ကလီစာတွေကိုစားပြီးတော့အဲ့ဒီထဲမှာပဲအိပ်ပြီးတော့နေတာဗျာအဲ့ဒါနေကြီးကကြစ်ကြစ်တော့ပူတဲ့အခါကျတော့သူဝင်ခဲ့တဲ့အပေါက်ကြီးကရှုံပြီးတော့တဖြည်းဖြည်းနဲ့ပိတ်သွားတာပိတ်သွားတော့မှောင်မဲပြီးတော့သူအဲ့ဒီမှာကြောက်ကြောက်လန့်လန့်နဲ့အတင်းတိုးထွက်တယ်ဘယ်လိုမှထွက်မရအဲ့ဒါနဲ့အဲ့ဒီထဲမှာသူလန့်ကြောက်ပြီးတော့တရက်နှစ်ရက်သူနေရတယ်အင်မတန်ထွက်ချင်တယ်အဲ့ဒါကံကောင်းတော့မိုးကြီးကပြုံးနဲ့ရွာချတော့အဲ့ဒီအပေါက်ကြီးကပြန်ပွားပြီးတော့ပွင့်သွားတယ်အဲ့ဒါအပေါက်ကြီးကျေအောင်သူမစောင့်နိုင်ဘူးအလောတကောအတင်းတိုးထွက်တာတိုးထွက်တော့အရေခွန်တွေပါတွေစုပ်ပြက်ပြီးတော့အမွှေးတွေပါတွေကျွတ်ပြီးတော့သွေးတန်ရဲရဲနဲ့ကြီးကျယ်တဲ့ဆင်းရဲကိုသူခံစားရတယ်တဏှာရောက်မှအဲ့ဒီဆင်းကြီးကိုသူကြည့်ပြီးတော့ကြည်သာဆင်းရဲလိုက်တာဒီစိတ်ရဲ့ဆင်းရဲကိုယ်ရဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲတဲ့သူအကြောင်းသူစဉ်းစားတာအဲ့ဒီတော့ဘာတွေ့လဲဆိုတော့မဆင်းမချင်းလိုချင်တဲ့လောဘဘာကိုသွားတွေ့လဲလောဘကိုသွားတွေ့တာဒီလောဘကြောင့်ငါဆင်းရဲရတာဒီလောဘကိုငါနှိပ်ကွမယ်ဆိုပြီးတော့သူကအကြောင်းကိုရောက်လာတာနောက်ထပ်သတုဋ္ဌမြောက်ရောက်လာတာကဝက်ဝင်ကြီးရှင်မဟာကတ္တပဖြစ်လာမဲ့ဝက်ဝင်ကြီးဘယ်နဲ့ကြောင့်သူကရောက်လာလဲဆိုတော့သူ့တောထဲမှာစားလျာတွေဒီလောက်များနေတာကိုသူကဘယ်လိုစဉ်းစားလဲဆိုတော့
လူတွေနေတဲ့ရွာတဲ့ရက်ထဲကိုသွားပြီးတော့အစာရှာရရင်ကောင်းကောင်းမွန်မွန်ဘာလေးများတွေ့မလဲမသိဘူးဆိုပြီးတော့လူတွေနေတဲ့ရွာထဲကိုသွားပြီးတော့အစာရှာတာအဲ့ဒီမှာလူတွေကဒုတ်တွေခဲတွေဓာတ်တွေနဲ့သူ့ကိုလိုက်ကြတာဝက်ဝင်ကြီးဆိုပြီးတော့စားမယ်ဆိုတော့လိုက်တာအဲ့ဒါဝက်ဝင်ကြီးပြေးရတယ်ပြေးရင်းနဲ့ပေါက်လိုက်တဲ့ခဲတလုံးကသူ့ရဲ့ခေါင်းကိုမှန်းပြီးတော့ခေါင်းဟက်တက်ကွဲတယ်သွေးဆက်လက်နဲ့ဆက်ပြေးတယ်ကံကောင်းတော့လွတ်သွားတယ်အဲ့ဒါတိုးတဲ့ရောက်တော့သူထိုင်ပြီးတော့စဉ်းစားတယ်ခွေးပြေးဝက်ပြေးသေပြေးရှင်ပြေးပြေးခဲ့ရတာသွေးတွေလည်းထွက်လို့ဒီဆင်းရဲဘာကြောင့်တွေ့တယ်လဲလို့သူစဉ်းစားတယ်တဲ့စဉ်းစားတော့စာတွေကသုံးနှုံထားတယ်ဗျာအတိလောဘတဲ့ပိဋကရပါတဲ့တော့အတိလောဘဆိုတာကရှိတဲ့ရှိတိုက်တဲ့လောဘထက်ပိုပြီးတော့လွန်ကဲတဲ့လောဘပေါ့ဗျာဟုတ်လားစာဝတ်နေရေးမှာမပြည့်စုံတဲ့လူကကားစီးကျင်တာမျိုးဖြစ်ခြင်းဖြစ်ပဲပေါ့ဟုတ်လားအေးအဲ့လိုမျိုးကိုယ်နဲ့မတန်မရာတွေမှန်းပြီးတော့စိတ်ရဲ့ပူလောင်မှုကိုကြံ့ကြံ့ဖန်ဖန်ယူကြတဲ့လူတွေအတိလောဘဒါမျိုးပြောတာနော်အဲ့ဒီအတိလောဘကြောင့်ငါဆင်းရဲတာလို့ဝက်ဝင်ကြီးကသိတော့အဲ့ဒီအတိလောဘကိုနှိပ်ကွမယ်ဆိုပြီးတော့ကျောင်းကိုရောက်လာတာတိရစ္ဆာန်၄ကောင်ရောက်လာတယ်နော်အဲ့ဒီနေ့မှာပဲထူးထူးခြားခြားဦးဇင်းတို့ဘုရားလောင်းကြီးကဇံအပိန်ရှင်ရတယ်ဘာကြောင့်ရတယ်လဲဆိုတော့သူ့ရဲ့မာနကိုနှိပ်ကွနိုင်လို့အဲ့ဒါသူတယောက်တည်းနဲ့နှိပ်ကွတာတော့မဟုတ်ဘူးဗျအကြောင်းအထောက်ပံ့အရှင်ပြည့်စေကဗုဒ္ဓတပါးကလာပြီးတော့ကူညီတာနန္ဒမူလှိုင်ကူမှာသတင်းသုံးတော်မူတဲ့ပြည့်စေကဗုဒ္ဓမြတ်တေတဲ့ကတပါးလှမ်းပြီးတော့ကြည့်တဲ့အခါကျတော့ဘုရားလောင်းကိုမြင်တယ်ကြည်လားမြင်းကောင်းခွာလိပ်ပန်းကောင်းအညွန့်ကျိုးဖြစ်နေတာဉာဏ်ပညာကြီးကျယ်ပါလဲကဲနဲ့မာနကရှေ့ကခံနေလို့ဇံပင်ရင်မရရှာဘူးငါသွားပြီးတော့ကူညီမယ်ဆိုပြီးတော့ပြည့်စေကဗုဒ္ဓအရှင်မြတ်ကကောင်းကင်ခကြီးကနေဇံရံစီးပြီးတော့ကြွလာတာအဲ့ဒါဦးဇင်းတို့ဘုရားလောင်းကြီးကသင်္ကန်းကျောင်းလေးထဲမှာနေနေတာကျောင်းရဲ့ဘေးမှာခင်းထားတဲ့ကြောက်ဖြာကြီးပေါ်မှာအဲ့ဒီရှင်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကသတင်းသုံးတယ်ရှောတီသင်္ကန်းတန်ကြားတော့ဘုရားလောင်းရတိကကျောင်းထဲကနေထွက်လာကြည်စမ်းငါနေရာကိုငါမပေးဘဲနဲ့ပိုင်စိုးပိုင်နဲ့ဝင်ပြီးတော့ထိုင်နေလိုက်တာပင်ကိုကမှမာနကခက်ကြီးကြီးဆိုတော့ပြုံးငနဲ့သူ့ကိုဥထိတ်မထားရမလားဆိုတဲ့အတွေ့ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့ဒါသူ့အင်မတန်စိတ်တူတယ်ဘုရားလောင်းကြီးအဲ့ဒါပြည့်စေကဗုဒ္ဓအရှင်မြတ်ကြီးရှိကိုသွားပြီးတော့လက်ဖြစ်တီးပြီးတော့ဟဲသူရုပ်ပြက်လေလို့ဟဲလူရုပ်မှာဒီနာမနေနဲ့သွားလို့ပြောတာပါပဲအဲ့ဒီမှာပြည့်စေကဗုဒ္ဓအရှင်မြတ်ကသူတော်ကောင်းသင်ပေါင်းပဲကြောင့်ဒီလောက်မာနတွေကြီးနေတာလေတကယ်ဆိုရင်သင်ဟာလာမဲ့ဗဒ္ဒကဘာမှာလေးစုမြောက်ပွင့်မဲ့ဂေါတမဗုဒ္ဓဘုရားအလောင်းမဲ့သင်ရဲ့အဖေကဘယ်သူဖြစ်လိမ့်မယ်သင်ရဲ့အမေကဘယ်သူဖြစ်လိမ့်မယ်လက်ဝဲရံကဘယ်သူလက်ရရံကဘယ်သူဖြစ်လိမ့်မယ်လို့အနာဂတ်တွေကိုလာပြောနေတာအဲ့ဒါကိုဘုရားလောင်းကြီးကမကြားတစ်ချက်ကြားတစ်ချက်မာနတွေကနားကိုပိတ်ဆို့ထားတာနေမှာပေါ့ဗျာဟုတ်လားတရားဖြစ်အောင်ဘယ်လိုလုပ်ရမှာလဲဘာမှမမေးဘူးဒီတိုင်းကြီးတိုင်ကြီးတိုင်ထောင်ထားသလိုတောင့်တောင့်ကြီးရက်နေတာမာနကြီးတဲ့လူဆိုတာအင်မတန်ခက်ထန်တယ်အင်မတန်တောင့်တင်းတယ်နေတာထိုင်တာကြီးကိုကစားတောင့်တောင့်တင်းတင်းကြီးအဲ့လိုဖြစ်တတ်တယ်ဟုတ်လားမြင်ရရင်မနှစ်မြို့စေရပုံတရံမာနကဖြစ်စေတယ်ဟုတ်လားတခါကြီးမိုက်များကျမ်းဂန်နေတဲ့ကတော့မာနကြီးတဲ့လူကိုမြင်လို့ရှိရင်ပတ်ဝန်းကျင်ဟာအစိတ်ပြင်းထန်တဲ့မွေးတကောင်ကိုမြင်တယ်လို့မျိုးတုံ့ပြန်တတ်တယ်လို့အဲ့ဒါလိုဥပမာပေးတယ်မာနကြောက်စရာကောင်းတယ်နော်အတိညာဝင်ပေါက်တွေကိုလည်းပိတ်တတ်တယ်နော်အဲ့ဒီလိုပြည့်စေကဗုဒ္ဓအရှင်မြတ်ကဘယ်နဲ့ကြောင့်မာနကြီးနေတာတော့သင်ဖျားလောင်းမဲလို့ပြောတာကိုဖျားလောင်းကြီးကမကြားတစ်ချက်ကြားတစ်ချက်ဒီတိုင်းကြီးဖြစ်နေတာအဲ့ဒီတော့မှပြည့်စေကအရှင်မြတ်ကပြည့်စေကဗုဒ္ဓအရှင်မြတ်ကရုတ်တရက်ကောင်းငင်ကိုပြန်ပြီးတော့ခြေဘဝတော်မှာကတ်နေတဲ့မြူမုံတွေကိုဘုရားတော်ရသိရဲ့ဆံကြေကြားကိုကြအောင်တကိုးနဲ့ဖန်ဆင်းလိုက်တယ်အဲ့ဒါမော့ကြည့်တော့မျက်နှာပေါ်ကိုမြူမုံတွေကြအဲ့ဒီတော့မှဘုရားတော်ကြီးကကြည်စမ်းငါမာနတွေဒါကြည်နေတာငါပါလဲသူပါလဲအဲ့ဒီမှာစဉ်းစားတာဟုတ်လားငါမာနသာကြည်နေတာငါမှဘာစွမ်းမှလည်းမရှိအဲ့ဒီလိုသူစဉ်းစားတယ်နော်အဲ့ဒါနဲ့ဒီနေ့ဒီရဲ့အထိငါသံပင်ရင်မရတာဒီမာနကြောင့်ပဲ
ဒီမာနကိုငါနှိပ်ကွမယ်ဆိုပြီးတော့ကျောင်းသင်္ကန်းတွေကိုဝင်သွားတာသူအမှားသူတိသွားတာနော်ပြည့်စည်ကဗုဒ္ဓအရှင်မြတ်ကတော့ကောင်းကင်ပြန်ကြွသွားပြီငါဘာမှလည်းမမေးလိုက်ရဘူးအဲ့ဒါနဲ့သင်္ကန်းကျောင်းထဲရောက်တော့တရားနှလုံးကျင့်သုံးလိုက်တာအဲ့ဒီနေ့မှပဲဇံအဘိညာဉ်ရတယ်ပိဋကရေကိုယ်အကြောင်းကိုစဉ်းစားပြီးတော့ကိုယ်မကောင်းတာကနေကိုယ်ဘာဖြစ်သွားတာလဲယုံထွက်သွားကြတာမကောင်းဘူးလားအဲ့ဒီမှာဘုရားလောင်းကကျောင်းသင်္ကန်းပြင်မဲ့ထွက်တော့ခုနတုန်းကသရဝါလေးကောင်ကိုတွေ့တယ်အကျိုးအကြောင်းမေးတယ်ပိဋကတို့ကိုဦးဇင်းတို့ပြောပြီးပါပြီနော်ဒါကြောင့်သူတော်ကောင်းတွေဆိုတာကိုယ်အကြောင်းကိုစဉ်းစားပြီးတော့ကိုယ်မကောင်းတာကိုမှန်ကြည့်ပြီးတော့အလှပြင်းတဲ့လူလင်မျိုးလုံမပြိုးလို့မတင့်နေတာတွေမတတ်ရတာတွေကိုအမြန်ပဲဖယ်ရှားဖြစ်တဲ့အလေးရှိတယ်လို့ဒါလေးကိုသဘောပေါက်ပြီးတော့ကိုယ်မကောင်းတာကိုကိုယ်ဖယ်ရှားဖို့ကြိုးစားရမယ်ဟုတ်ရဲ့လားအဲ့တော့ဏီကုန်းချုပ်တော့မှာနော်တခါကြီးဒီမိုင်များကိုယ်အကြောင်းကိုသိရင်မကောင်းတာသိရင်လည်းဩမကောင်းတာဟာတကယ်မကောင်းတာပါလားလို့သိပြီးတော့မကောင်းမှုမှတဖြည်းဖြည်းဝေးသွားတယ်ကောင်းတာသိပြန်တော့လေကောင်းတာဟာတကယ်ကောင်းတာပါလားလို့နားလည်ပြီးတော့ကောင်းတာတွေဟာတဖြည်းဖြည်းနဲ့များလာတယ်ဆင်းရဲတွေဝေးပြီးတော့ချမ်းသာတွေကြီးအောင်ကိုယ့်ကိုနေတတ်သွားတာပါပဲတကယ်စင်စစ်ကတော့ဟုတ်ရဲ့လားဒါကြောင့်ကိုယ်အကြောင်းကိုသိဖို့အရေးမကြီးဘူးလားအရေးကြီးတယ်နောက်ဆုံးသစ္စာစိုက်တည်အထိသိမယ်ဆိုရင်တော့သောတာပန်အရိယာဖြစ်တယ်လို့ပြောရတယ်မဟုတ်လားအေးသစ္စာစိုက်အောင်သိရင်မဲ့ညာဖုန်ညာနဲ့ထိုးထွင်းပြီးတော့သိတဲ့အတိမျိုးသိရင်အဲ့ဒါငါသိရင်ဘယ်ဘဝရောက်အောင်မှလဲလို့ပူဇော်လိုအောင်မလားမလိုတော့ဘူးဒါကြောင့်ကိုယ်အကြောင်းကိုသိတယ်ဆိုတာကတော့အင်မတန်ကြီးကျယ်တဲ့ကောင်းမှုပါလို့နားလည်ရမယ်ဟုတ်လားဒါကြောင့်သူအကြောင်းကိုယ်အကြောင်းဒီသာလင်ကိုယ်အတွက်အရေးကြီးတယ်သူအကြောင်းဒီသူပဲအရေးကြီးပါလိမ့်မယ်လို့တရားတော်မတို့တွေမှတ်သားပြီးတော့ကိုယ်အကြောင်းကိုစဉ်းစားကြတဲ့ပုဂ္ဂိုလ်တွေကိုယ်အကြောင်းကိုသိကြတဲ့ပုဂ္ဂိုလ်တွေဖြစ်နိုင်ကြပါစေ